အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချိုချိုဆက်ဆက်မမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဇနေမကင်းမုတ်လေးကိုမှဟောက်ဆက်မလို့တဲ့ယူမကတ်အိုးလေးနဲ့ဘာလို့လောက်တဲ့နီလေးကိုတောင်းဆိုထားတဲ့သူများအတွက်ညဝေပေးလိုက်ပါရရှင်ဒီဥဆောင်ကျိုးရွှေချီမုတ်ကိုအရင်တော့ပေးထားလိုက်ပါမယ်ရွှေချီမုတ်ကိုတော့ဖြူဝဆက်ချိတ်ဖွက်နဲ့နှစ်ခွက်စားလို့ကိုထည့်သုံးထားပါရဲ့နော်ဒီရွှေချီမုတ်လေးတွေနဲ့လေမွေးလာတဲ့အထိလေ9မိနစ်လောက်ပေါ့နော်ခဏလောက်လှထားပေးလိုက်ပါရရှင်ဒီနေ့လေးဆိုလို့ရှိရင်ရန်ကိုတွေ့ပါတယ်မိုးလုံးနေထဲမှာဆိုလို့ရှိရင်လည်းဆုံးလုံးမပြောရတယ်ပေါ့နော်အတိတ်ကပန်ပစ္စည်းချိုးစားလေးတွေကိုပဲတေချာလေးထက်တာပဲကိုလိုပါရဲ့နော်ပြီးရင်တော့အဲ့ဒီအိုးလေးကိုပြူမေးပွားချပြီးလို့ရှိရင်တော့အဲ့ဒီအိုးလေးကိုပဲဂျုံမုတ်ကိုဓမေစာဆိုနဲ့နှစ်စုံစာလောက်နဲ့တခြားဓမေစာဆိုနဲ့6စုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့စာလက်ဖက်ရည်ဆိုရင်တစ်ဝက်စာလောက်နဲ့နှုတ်စီဓမေစာဆိုနဲ့နှစ်စုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ရေသန့်250 ml ရဲ့အောင်းလုံး250 ml ရဲ့ပြီးတော့နွားလုံး250 ml ကိုပါထည့်ပေးလိုက်ပါတယ်ကဲပြီးတော့အားလုံးကိုတမတွားပေါ့နော်ငွေထားပေးလိုက်ပါမယ်တော်တော်များကစနေမကစ်စွာနှလုံးနီလေးကိုခတ်တယ်လို့ထင်ကြရတယ်ပေါ့နော်ဒီနေ့လေးကတော့ရမ်းမှုလို့ကူပါရဲ့ရှင်နောက်တစ်ခုကဖုတ်ဆက်တွေပါလည်းမလို့ဘူးပေါ့နော်ဒီမကတ်အိုးလေးနဲ့ပဲဟုတ်ကတ်ထားပါတယ်ကဲဖီလို့မှတောက်ပေးလိုက်တာတမလာပြီဆိုလို့ရှိရင်တော့ကြောက်အုံနေလုံးဖောက်ထိုက်ပေးလိုက်ပါမယ်ပြီးရင်တော့အားလုံးတမတွားပေါ့နော်နောက်တစ်ခါပြန်ပြီးတော့ငွေထားပေးလိုက်ပါမယ်ရှင်သူတောက်ပေးလိုက်တာအားလုံးလည်းမလာပြီဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာထောပတ်ခဲကိုထမေးစားစုံနဲ့နှစ်စုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့သူ့ကိုမြေပေါ်တက်ပြီးလို့ရှိရင်တော့မြေလည်းလည်းနေထားလေးနဲ့ကြိုသွားပေးလိုက်ပါမယ်ရှင်မုံနှင်းလေးကစစ်စစ်ကက်လေးဖြစ်လာတဲ့အထိပေါ့နော်ဆက်မပြတ်လေးငွေသွားပေးလိုက်ပါမယ်ဒီနေ့တည်းကတော့လှုပ်နေလဲလွယ်တယ်လို့ရပါသားလဲပေါ့နော်ဆွဲဆွဲမှုလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်နောက်တစ်ခုကအများကြီးလေးရတယ်ပေါ့နော်မုံနှင်းလေးကိုပေါ့နော်စစ်စစ်ပပလေးဖြစ်လာတဲ့အထိကြိုသွားပေးလိုက်ပါရရှင်ကဲခုဆိုလို့ရှိရင်တော့ဖြူရမြတာပေးလိုက်တာမုံနှစ်လေးကတော့စစ်စစ်လေးနဲ့ထွေးလေးဖြစ်နေပါပြီလုံးဝခဲလာတဲ့အထိပေါ့နော်မြတာပေးလိုက်ပါရယ်ဒီနေ့ထားဆိုလို့ရှိရင်တော့စနေမကင်းနဲ့လေးကတော့တော်တော်လေးကိုမွေးနေပါပြီဒီနေရာမှာရတာပုံမှန်ပြပေးရပါရယ်နော်အချိုတွေပါရလို့ရင်ထပ်ထပ်ပေးနိုင်ပါရယ်ရှင်ကဲခုလိုမျိုးလေးမုံနှင်းလေးကလုံးလုံးထွေးလေးဖြစ်ပြီးတော့လုံးဝထပ်မမနေထားလိုက်ရပြီဆိုလို့ရှိရင်တော့သူ့ကိုပုံစံနဲ့တစ်ပေးလိုက်ပါမယ်နော်ဖြူကတော့ဒီအိုးနဲ့လေးကတ်တာနဲ့ဖိုးလေးပြမေးလိုက်ပါရယ်ဒီတော့တိုင်းမှာကတ်အိုးလေးတစ်လုံးထည့်ဖို့ဖြူကစီလေးနဲ့ငယ်ထပ်ပေးလိုက်တယ်ပြီးလို့ရှိရင်တော့ဒီမုံနှင်းလေးကိုပြောင်းထပ်ပေးလိုက်ပါရယ်ခဏကအိုးနဲ့လေးဟောင်းတော့လေးဖြူအိုးတစ်လေးနဲ့ပဲတဟပေးလိုက်ပါရယ်ရှင်ဒီအိုးတစ်လေးမှာစီလေးနဲ့ငယ်တုပ်ပြီးလို့ရှိရင်တော့ခဏကမုံနှင်းလေးတွေကိုထပ်ပေးလိုက်ပါမယ်ပြီးရင်တော့ဖြူကိုလိုချင်းတဲ့ပုံစံလေးတွင်ဟပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာကိုဝရဂေရိုအာဖာရှိတယ်ဆိုလို့ရှိရင်တော့ဒီတိုင်းကိုလိုချင်းတဲ့ပုံစံခွက်လေးကိုထပ်ပြီးလို့ရှိရင်ထပ်ပြီးတော့ဖုတ်ပေးရမယ်ပေါ့နော်ဖြူကတော့အာဖာမရှိတဲ့သူတွေအတွက်လောက်ပြထားတာဖြစ်ပါတယ်ကဲခုလိုမျိုးလေးမွေးမြင့်ပြည်လေးတွေကိုတေချာလေးနေပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်မိခိတ်လေးနဲ့တက်တော့ပေးလိုက်ပါတယ်ဖြူတိုက်ဟားချင်မှာဆိုလို့ရှိရင်လည်းတစ်ဖက်ကိုခဏခဏထိပေးရမှာဖြစ်ပါတယ်နော်။ပြန်လေးရပြီလားကိုလိုချင်းတဲ့ပုံစံလေးရပြီလားဆိုပြီးတော့ပေါ့နော်။ဖြူတို့ထိုင်ပြီးတော့ခဏခဏထိပေးရမှာဖြစ်ပါတယ်။ကိုလိုချင်းတဲ့ညာလေးရပြီဆိုလို့ရှိရင်တော့ဖူလိုမျိုးလေးပကြံပြားရိုက်ထပ်ပြီးလို့ရှိရင်နောက်တစ်ဖက်ကိုနှံပေးလိုက်မယ်ပြီးရင်တော့ခဏအိုးလေးဟဲဝပြတ်ထပ်ပြီးလို့ရှိရင်တော့လော်ဟာဘီတာပိတ်စီလေးနဲ့ငယ်ကိုမွေးရင်းနဲ့ပြင်းနေမှာခုလိုမျိုးလေးဖြူပေးလိုက်ပါပြီးရင်တော့နောက်တစ်ဖက်ကိုလည်းဖြူလို့မေးအေးလေးနဲ့ပဲခုံးလေးအောက်ပြီးတော့15မိနစ်လောက်တက်တော့ပြရမှာဖြစ်ပါတယ်ကြည့်ပါဦးမွေးရရောက်စတဲ့ဆိုလို့ရှိရင်မသိရင်ဖုတ်ဆန်တဲ့ခွန်ဟာသလိုပဲပေါ့နော်အရန်လည်းလှပါတယ်နောက်တစ်ခုကချိုးစစ်ငွေပြီးတော့အရန်လည်းစားလို့ကောင်းပါရဲ့နော်ဖြူရဖုံးလေးအောက်ပြီးတော့နောက်ထပ်15မိနစ်လောက်ဆက်ပြီးတော့တက်တော့ပြလိုက်ပါတယ်ကဲဒီနေ့ဟာဆိုရှင်နော်ဖြူရရဲ့စနေမကင်နေရတော့ကြပ်ပါပြီဒီနေရာထဲမှာတင်ဇာမက်ဆူလိုက်ရပါရဲ့နော်ဖြူရတော့သူ့ကိုခဏလောက်အေးခံထားပေးလိုက်ပါရယ်တော့အေးတပ်ပြီးဆိုမှတုံးချီသေးကိုထိချက်ပေးလိုက်ပါရယ်ဒီမုတ်ကပူရင်တဲ့ချိန်မှာထိရနေဆိုင်ပေါ့နော်လုံးဝအေးသွားတဲ့ချိန်မှာလေးရင်ပို့ပြီးတော့ထားပါရယ်ဒီနေ့ဟာဆိုရှင်တော့လုံးဝအေးနေပေါ့နော်မုတ်သားလေးရအေးတပ်ပြီးဆိုလို့ရှိရင်နော်ဒီတဲ့ချိန်မှာဆိုလို့ရှိရင်လည်းမုတ်သားကပပွားကိုဖြစ်တော့ပေါ့နော်စစ်စစ်ကက်လေးနဲ့အရင်နဲ့လှပါရယ်နောက်တစ်ခုကစားလို့လည်းပိုပါနေပေါ့နော်ကဲမုတ်သားလေးကိုစိတ်ချက်တုံးချီသေးကိုထိချက်ပြီးလို့ရှိရင်နော်တောက်ဆွနိုင်ပါပြီရှင်အခုဆိုလို့ရှိရင်တော့လွယ်ကူပြီးတော့စားလို့ရန်ကောင်းတယ်ဖြူလို့ရဲ့စနေမကင်းမုတ်လေးကတော့စားဖို့စတဲ့ဖြစ်နေပါပြီရှင်ကဲဒါဆိုဖြူရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးဘိုင်